မ်ဘီဟာအဲ့ဒီရေအိုင်ထဲကိုရုတ်တရက်ကျသွားပြီးရေနစ်မလို့ဖြစ်သွားပေမဲ့ပြန်ထွက်မှာတော့တခြားကဘာတစ်ခုရှေးခေတ်ကာလကိုရောက်သွားပါတော့တယ်။သူမဟာဒါကိုရုပ်ရှင်ရိုက်နေတယ်လို့ထင်ပြီးဘေးနားကလူတွေကိုရှောက်မေးနေတဲ့အခါဘယင်ဖြစ်သူကသူမရဲ့ထူးဆန်းတဲ့ပုံစံကိုကြည့်ပြီးမိစ္ဆာမလားဆိုပြီးအော်ဟစ်မေးမြန်းပါတယ်။ဒန်ဘီကမဟုတ်ပါဘူး။သမီးကအထက်တန်းကျောင်းသူ high school student ပါလို့ပြန်ဖြေပေမဲ့ရှေးခေတ်လူတွေအတွက်တော့အဲ့ဒီစကားလုံးကမော်ဝင်ကာတာတစ်ခုလိုဖြစ်နေပြီးပိုလို့တောင်ကြောက်လန့်သွားကြပါတယ်။စစ်တီတွေကဓားတွေနဲ့ဝိုင်းထားတဲ့အခါမှာဓားတွေကအစစ်မှန်းသိပြီးဒန်ဘီကြောက်လန့်တကြားနဲ့ပဲသမီးပါလို့ဒီရောက်နေတာလဲသိပြီးအရှင်မြတ်တို့မိုးရွာချပေးပါလို့အခြေအနေကြည့်ပြီးလိန်ညာပြောလိုက်ပါတယ်။လူတွေကသူမရဲ့စကားကိုစူတောင်းစာလိုမျိုးလိုက်ဆိုနေကြတော့ဒန်ဘီဟာအခွင့်ကောင်းယူပြီးထွက်ပြေးပါတော့တယ်။သူမဟာနန်းတွင်းဝစ်စုံတွေရှိတဲ့နေရာကိုရောက်သွားပြီးဝစ်စုံလဲကဖုန်ကြီးတို့မဟုတ်ပညာရှိတဦးအဖြစ်ဟန်ဆောင်ပြီးဘယင်နဲ့မူးမတ်တွေရှိရာအစည်းအဝေးတွေကိုခိုးဝင်သွားပါတယ်။အစည်းအဝေးပွဲအတွင်းမှာပဲဘယင်ကြီးကရုတ်တရက်ကြေညာချက်တစ်ခုထုတ်ပြန်လိုက်ပါတယ်။အဲ့ဒါကတော့နိုင်ငံအတွင်းကြုံတွေ့နေရတဲ့အခက်အခဲတွေကိုဖြေရှင်းဖို့အတွက်ရှေးရိုးဆွဲယူသီးမှုတွေကိုစွန့်လွတ်ပြီးသိပ္ပံနဲ့တင်ချပညာရက်တွေကိုလေ့လာရမယ်ဆိုတာပါပဲ။ဒါပေမဲ့ပယောဟိတ်မင်းကတော့ဒါဟာအန္တရာယ်ရှိတဲ့အဓိပ္ပာယ်မရှိတဲ့အရာဖြစ်ကြောင်းတင်ချဆိုတာလဲအယူသီးမှုတစ်မျိုးသာဖြစ်ပြီးတဘာဝတရားကိုညီမျှခြင်းတွေနဲ့နားလည်ဖို့ဆိုတာမဖြစ်နိုင်ကြောင်းကန့်ကွက်ပါတယ်။သူကအခုလိုမိုးခေါင်နေတာဟာနတ်မင်းကြီးကအရှင်မင်းကြီးကိုအမျက်တော်ရှာတဲ့အတွက်ကြောင့်ဖြစ်ပြီးမိုးရွာစေချင်ရင်အရှင်မင်းကြီးနဲ့မိဖုရားခေါင်ကြီးတို့နတ်ပူဇော်ပွဲလုပ်ရမယ်လို့အခိုင်အမာပြောဆိုပါတော့တယ်